အားလုံးပဲမင်္ဂလာပါဒီနေ့အန်ကတို့တကူတက်မှာဆိုရင်ဒီတက်မှာဆိုရင်တက်ဆန်ဆိုဘလားလောက်ကုန်စားနိုင်တဲ့အကြောင်းအန်ပြောပြချင်တယ်အဲကြောင့်အန်ကတော့အခုကြတော့ရေကုန်စီးပွားရေးတက်ကတော့လှိုင်းနေမြေမှာအခုကတကူတက်နေတာပေါ့အကောင့်လေးမေဂျာနေနဲ့တကူတက်နေတယ်တက်နေမေဂျာရဲ့မေဂျာမှာဝယ်လိုက်ရတဲ့စာအုပ်အကြောင်းတွေနောက်ပြီးတော့ဒီအန်ကကျောင်းဆောင်မှာဘလားလောက်ကုန်ကြားနိုင်တယ်နောက်ပြီးကျောင်းဆောင်မှာနေဘလားလောက်ကုန်ကြားသွားလဲနောက်ပြီးတော့じゃတစ်နှစ်ကိုဘလားလောက်ကုန်ကြားနိုင်တယ်ပေါ့နော်အေးအကြောင်းအန်ပြောပြချင်တယ်အဲကြောင့်အဲ့ရ channel ကို subscribe လုပ်ရတယ် subscribe လုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ဒီနေ့ကျတော့အန်ကဒီနေ့ကျောင်းမှာကျတော့ဒီနေ့စာအုပ်တွေအကုန်ရပါပြီဒီစာအုပ်တွေပေါ့စာအုပ်တွေတဆန်အဲစာအုပ်တွေဒါအကုန်ပဲအန်ပြောပြမယ်စာအုပ်တက်မိုးကြီးတက်ဘလောက်ကုန်ကြပါဆိုတဲ့အကြောင်းအန်ပြောပြမယ်မြန်မာစာကကြတော့3000ပေးလိုက်ရတယ်မြန်မာစာနဲ့ AM ပေါ့သူကကြဒါကမြန်မာစာဒါက AM အဲဒါကြတော့3000ပေးလိုက်ရတယ်နောက်ပြီးအင်္ဂလိပ်ကျတော့အန်က first and grade မှာဝယ်ထားပြီးသားဖြစ်သွား second sem မှာကျတော့ဝယ်စရာမလိုတော့သူကဒီ second sem မှာဒီအင်္ဂလိပ်စာအုပ်ပဲထပ်တုံနေဆိုတော့ဝယ်စရာမလိုတော့ဘူးပေါ့နော်ဒီအင်္ဂလိပ်ကျတော့ခုတာသွားတာပေါ့နော်အခုကျတော့eco နဲ့ဒါ geography ကျတော့3000ပေးလိုက်ရတယ်နောက်ခုကျတော့ဗါလဲဆိုတော့ eco ကျတော့1000ဝယ်နောက်ကျတော့အန်ကအကောင့်လေးပိုင်းတက်နေဆိုကွန်းဆောက်ခဲ့ကြတော့ကွန်းနဲ့အကောင့်လေးကတူတူပဲလားမသိဘူးเนาะအဲ့ဒါကျတော့ကိုယ့်ရတာ2000ဝယ်ဒီနောက်ပြီးကျတော့ဒီ stat ဆောက်ကြတော့ဘယ်လောက်လဲဆိုတော့4000နဲ့3000သူကဈေးကြီးဆုံးပဲ stat ကျတော့ဈေးကြီးဆုံးအားလုံးပါလိုက်ရင်ဆောက်အုပ်ကိုတက်က3သိန်းနဲ့3,400နဲ့3,000ကြာပါတယ်ပေါ့နော်အဲ့ကြတော့စောက်ဘူးတက်နောက်ပြီးတော့ကြတော့ចောင်းဆောင်ကြတော့ဘယ်လောက်ပေးလိုက်လဲဆိုចောင်းဆောင်ကိုကြတော့တစ်လောက်ကို3,000သွင်းရတယ်တစ်လောက်3,000ဆိုရင်ဒီအန်တို့တက်မှာကြတော့4လမတက်ရမှာလေတစ်ဆန်ကို4လမတက်မှာဆိုရင်ဘယ်လောက်ခွန်ကြပါဆို3,000နဲ့2,000ကြတော့ចောင်းဆောင်ကိုသွင်းရတယ်အဆောင်ကြီးပေါ့နော်နောက်ပြီးတော့ကြတော့ဒီအဆောင်မှာနေတဲ့တက်ဖြစ်ကြတက်ရှင်ရေးကတော့ပေးရတယ်တက်ရှင်ရေးအတော်ကြီးရှိနေတော့ကြတော့တက်ရှင်ရေးကတွေပေးရတယ်တက်ရှင်ရေးကကြတော့တလောက်9000သွင်းရတယ်အဲ့ကျ4လအတွက်2000ဖြစ်တယ်ပေါ့နော်အဲ့ကြတော့အကုန်ပဲအကြောင်းတက်မှာဆိုရင်အစာအုပ်ဘိုးရယ်နောက်ပြီးတော့ဒီအဆောင်ကြီးရယ်တက်ရှင်ကြီးကအဲ့လောက်ပဲသွင်းရတယ်ကျန်တော့မရှိတော့ဘူးเนาะနောက်ပြီးတော့ကိုရဲ့အစားပုတ်မူတည်ပြီးတော့ပေါ့ဘလောက်ကုန်ကြလဲဆိုတော့အန်ကတော့တလောက်ကို4သိန်း3တော့ပေါ့เนาะအိမ်က4သိန်းလွှဲပေးတယ်အဲ့4သိန်းကြတော့ဟိုသမင်းစားဖို့လားဆိုရင် AC လောက်တယ်ပါနဲ့ကိုကအများကြီးခြားပစ္စည်းတွေမဝယ်ဘူးဆိုရင်4သိန်းလောက်တော့လောက်တယ်ပေါ့နော်ထားပါတော့အန်ကတလား4သိန်း3လဲဆိုရင်တော့416ဆိုရင်ဒီတက်ဆက်မှာဆိုရင်16သိန်းကုန်တယ်ဒါကကြတော့အဆောင်ကျဲ3သိန်း2000ဆိုရင်18သိန်း2000 18သိန်း2000ဒါပေမဲ့စောက်ကြီးရတော့3သိန်း4000သိန်း4000ဆိုတော့18သိန်း19သိန်း19သိန်းဆောင်ကြီးဘာညာလဲဆိုတော့အကြမ်းတော့30ဝန်းကျင်ကုန်တယ်အဲ့ဆိုရင်တစ်ဆယ်မှာဆိုရင်30ဝန်းကျင်လောက်ကုန်တယ်ဒါလို့တစ်နှစ်လောက်ဆိုတစ်နှစ်ဆိုရင်တစ်နှစ်ဆိုတော့40ကုန်တယ်ပေါ့နော်ပုံမူတည်တယ်ပေါ့နော်ကိုအသုံးပြုတဲ့ပုံမူတည်ပြီးတော့မှအေးလောက်ကုန်ပါလေဒါစောက်ကြီးအကြောင်းလေးပြောပြတာပါနောက်ပြီးတော့အကြောင်းဆောင်မှနေရင်ဘလောက်ကုန်ကြလဲဆိုတော့ဒါဒေသဓမ္မတွေအတွက်ပေါ့နော်ငါတို့အပြင်ဆောင်မှာကြတော့ဘလောက်လောက်ကုန်လဲဆိုအပြင်ဆောင်မှာကြတော့ခုကြအဆောင်ကြီးကြတော့အနည်းဆုံး8000အနေစားတယ်တစ်လောက်8000ဆိုတော့မနည်းကုန်ကြတယ်အဲ့ကြောင့်တောင်းဆောင်မှနေတာပို့ပြီးတော့အဆင်ပြေတယ်နောက်ပြီးတော့စိတ်လက်ချရတယ်တောင်းဆောင်ကြတော့မနည်း6နိုင်မှအဆောင်မှုတကားဖွင့်တယ်ညာနေ့6နိုင်ဆိုအဆောင်တကားပိတ်ပြီဆိုတော့အားလုံးစိတ်ချရတခုကြပြရဖြစ်ပါတယ်ကိုကတကူတက်မှဆိုရင်ဘလောက်ကုန်ကြနိုင်လဲစောက်တွေကဘလောက်ရှိလဲတနေ့ဆိုအဲ့အကြောင်းလာပြောပြမယ်အားလုံးမင်္ဂလာပါအားလုံးပဲ bye bye see you next vlog